ကျွန်တော်တို့920ဒီကောင်ယူရမယ်နော် let's go oh my god အဲ့လိုမျိုးပေါက်ချင်တာဗျနော်လှတယ်ဗျကားလေးကတော့တကယ်မိုက်တယ်ဗျနော် Chevy 427 Cobra okay Cobra okay ဗျ blue white okay quality ဗျ quality လှတာဗျကဲဒါအခုလက်ရှိဒါကျွန်တော်ဖောက်ပြမှာတော့ဒါကျွန်တော်တို့ PUBG mobile နဲ့ဒါကျွန်တော် share ပြီးနဲ့ကျွန်တော် corporation နဲ့အတူထွက်ရှိလာတဲ့ Oka skin လေးတွေကိုကျွန်တော်အနေနဲ့ UC 16000နဲ့ဖောက်ပြမှာဖြစ်ပါတယ် let's go ပါအရင်ဆုံးကျွန်တော်64နဲ့ skin မယ်တစ်ချိန်နှစ်ချိန်သုံးချိန်ဟမ် coin နဲ့ရလာ ਈ လားအော်သူကဒီမှာ9လေးရှိတာเนาะ okay ကျွန်တော်မရဘူးဆိုတ coin မရမယ်ထင်တယ်အဲ့လိုတော့မဟုတ်ဘူးပဲဟောပြောလိုက်လို့လားတ coin နဲ့10ချိန်ပြည့်အောင်လို့ကျွန်တော် skin အေးဟုတ်ပြီကန်ကောင်းတယ်လို့ပဲမှတ်ယူလိုက်ပါလားကန်ကောင်းချင်းနေစလိုက်လို့ပဲမှတ်ယူလိုက်မှာ7ချိန်9ချိန်ကဲ10ချိန် okay 940တစ်ချိန် let's go ဟမ်းမပေါက်သွားပြီဟမ်းမလေးမြင်ရလားမသိဘူးဒီနားမှာဟမ်းမလေးမြင်ရလားဟမ်းမလေးတော့ပေါက်သွားပြီဗျဟိုဘက်ချမ်းလေးကိုကြားရင်ပိုကောင်းတယ်တက်ကွိုင်းနေပြီပဲနော် okay ဟမ်းမလေးတော့ရတယ်ဟမ်းမလေးရပြီတိတ်ပြီးတော့ရင်မခုံဘူးဗျနော်ဘာလဲဆိုတော့ဒါကျွန်တော်အနေနဲ့အဓိကဟမ်းမတွေက inferno ရှိတယ်ဆိုတော့ကဲနောက်ထပ်9နဲ့40ဘာမှမမြင်ရတာတဲ့အော်ကျွန်တော်နောက်မှာတော့ကွယ်နေပါ brother ဟုတ်တယ် စားမို့ပါအေးစေးပေါ့3ချိန်လောက်ထိကိုရင်မခုံဘူးဗျဟိုတက်ကွိုင်းလေးတွေကြီးပဲနော်တက်ကွိုင်းလေးတွေကြီးပဲဗျโอเคပါဟဲ့လောက်တော့လောက်ပါမလား UC ပြောလိုက်လို့တော့4ကွိုင်းလေးတွေပူပြီးကြာသပင်လေးရသွားပြီဆဲဘူးလေးဗာလေးပေါက်ရင်လည်းကောင်းမယ်နော်โอเคရိုင်းတော့မစိုးသေးဘူးထင်တယ်ဗျာနော်တခါတော့စကစ်ကြည့်ပြီโอเคဗျာစကစ်ကြည့်ပြီစိတ်ချမ်းသာဝါအင်းကြီးမစိုးပါကဲကျွန်တော်နောက်ထပ်9နဲ့40ပုံမှန်ဟိုလိုမဟုတ်တော့နည်းနည်းလေးအချိန်တိုင်းတော့ရမယ်ဆိုတာသိပေမဲ့အလုံးမပေါက်တော့ပေါက်တင်တယ်ကွာအစကွိုင်နေကြီးပဲနော်ထမျိုးပါလားမဟုတ်လေပေးချင်းပေးတော့ဟာချလာโอเค Chevy လေးကြီးอ่ะโอเคချိန်90တော့ရှိပြီဗျကျွန်တော် UC 4000ပုံဝင်ချင်းမှာ coin 100ဆို8000ဆိုရင်မဟုတ်ပါဘူး UC 4000ပုံဝင်ချင်းမှာ coin 100ထားပါတော့เนาะ UC 4000ပုံဝင်ချင်းမှာ coin 100ဆိုရင်ကျွန်တော်တို့8000ဆိုရင် coin 400တော့ဟေ့ကားတစ်စီးတောင်မှ coin 900ကျော်တယ်16000နဲ့ကမကျိန်းသေးဘူးဖြစ်နေနည်းနည်းတော့မဟုတ်ဘူးဗျကားလေးကပေါက်ကိုပေါက်မှရမယ်ဗျမပေါက်ရင်ဒီဘက်ချမ်းဆေးဘူးလေးတွေပေါက်ဖို့လိုတယ်အပေါ်ဘက်ကကျွန်တော်ခေါင်းပေါ်အချမ်းလေးကဆေးဘူးလေးတွေပေါက်ဖို့တော့လိုတယ်ဂျင်းပြီထင်တယ်မဟုတ်ကျွန်တော်လောင်မှာမဟုတ်တော့ဘူးကျွန်တော်ဂျင်းဟန်ပြီထင်တယ်ဟဲ့လက်ခွင့်ဟိုက်ကွိုင်းနေအောင် UC 9000လောက်ကြာပိတ်ပြီးတော့ရေခုံမကောင်းเนาะစောက်ရိုင်းချင်းနဲ့เนาะuser အိမ်ဘာလောက်ကမှဖင်နဲ့ထုတ်ထည့်တာအဲ့ gun ဆက်ကင်က
ကားလေးကြလေကွာဟိုဘက်မှာအပြာရောင်လေးလိုအပ်နေတာအပြာရောင်လေး please အဲ့တော့ကြိတ်လေးတွေဖင်ထဲထိုးထဲတာတိတ်ပြီးတော့ရင်မခုံတော့အဲ့လောက်ကြီးကြတာမပေါက်တော့ဆိုတာငါကြိုသိမပေါက်တော့ဆိုတာကြိုသိနေသဘီးပြန်ပေါက်ကွိုင်ဘလောက်ထွက်လဲ20 30 okay 350ကို UC 6000လောက်ကျတယ်ဗောနော် okay ပါကားလေးကပေါက်သိနေဗျကျွန်တော်ကဟို3ကတန်လေးဟို3ဘူးလေးနဲ့လဲပြီးစီးနေတာဗျကားတစ်စီးလောက်ပေါက်မအောင်ရမှာကျွန်တော်ဘောကအပြာအောင်လေးအထူးသဖြင့်ဒီခေါင်းပေါ်အပြာအောင်လေးပေါက်ဖို့လိုတယ်ဟုတ်ကျွန်တော်မြစ်တာဓာတ်တွေနည်းနည်းလိုအပ်နေတယ်အဲ့တော့ကျွန်တော်ရဲ့ live stream လေးကိုကြည့်နေတဲ့ brother တွေ YouTube Facebook မှာအသေးလေးလက်မလေးဝိုင်းနှိပ်သွားလိုက်အထူးဖြင့် YouTube မှာလက်မလေးတွေအရန်နေနေတယ် Facebook မှာလည်းအသေးလေးနဲနေတယ်ပြီးရင် comment မှာဗျာ YouTube Facebook TikTok မှာ comment မှာပေါက်ပါသေးလို့သာဝိုင်းယူသွားလိုက်တော့ကျွန်တော်ရဲ့မြစ်တာဓာတ်နဲ့မရတော့ brother တို့မြစ်တာဓာတ်တွေကျွန်တော်စုပေါင်းမှရတော့မှနေသားတစ်ခုမှာနော်ကျွန်တော်လက်မလေးနှိပ်ပြီးတော့ပေါက်ပါသေးလို့သာဝိုင်းနှိပ်သွားလိုက်တော့ဟလာ UC ကလည်းကိုဟာ let's go ကားအပြာလေးပေါက်ဖို့လိုတယ်အပြာလေးပေါက်မှငါစီးကျင်တဲ့ဟာလေးစီးရမှာဒီပုံတိုင်းဆိုမသေးကြတော့ဘူးလို့မဟုတ်ဘူးကွာတော့ဒီပန်းအောင်အပေါက်နေဆိုရင်ဒီကားအပြာလေးပေါက်ဖို့လိုတယ်ဗျပေါက်တယ်နေပြီလိဆဲဘူးတော့မပေါက်ဘူးတဲ့ UC 1000နီးပါဟာချလာတမျိုးပါလားကဲတခါတော့စကစ်ကြည့်လိုက်မယ်โอเคအချိန်150ရှိသွားပြီနော်โอเคကဲနောက်တစ်ခါတော့စကစ်ပေးလိုက်မယ်နော်ဟာချလာဆိုတော့မဆိုးဘူးဗျโอเคကဲအပြာအောင်လေးဗျကိုမမှာအပြာကလေတမျိုးပါရွက်ကွာအဲ့ဒီကွက်လေဒီနာလောက်မှရက်အော်မရက်ပြန်ဆိုတော့မဆိုးဗျကွိုင်ကတော့920ကျော်သွားပြီပေါ့နော်920ဆိုတော့ကျွန်တော်အနေနဲ့ကားတစ်စီးတော့ရပြီ240ဆို600ဆို920နောက်ထပ်လိုတယ်ပေါ့နော်ကျွန်တော်ဘာလို့ဆို920ရမှာကျွန်တော်လိုချင်တဲ့ဒီကာလာနဲ့ကားကိုရမှာပေါ့နော်နောက်ဆိုဒီအပြာကြီးရကြတော့ကျွန်တော်တိတ်ပြီးတော့မကြိုက်ဘူးကျွန်တော်ဒီကောင်လေးကိုကြိုက်တယ်ပေါ့နော်နောက်တော့ဒီကောင်ကြီးကိုတော့တိတ်တော့မကြိုက်ဘူးရရင်တော့ယူမယ်ဆိုတဲ့စိတ်ပဲရှိတယ်အဓိကလိုချင်တာတော့ဒီကောင်ပေါ့ဗျာနော်ဒီကောင်လိုချင်တယ်ဒီကောင်မှကျွန်တော်အဲ့လိုဒီကောင်လိုချင်တယ်ဗျာသိရမလားနောက်ပြီးရင်ကျွန်တော်ဒါလေးလိုချင်တယ်ဗျာဆိုတော့ဒီကောင်လေးနဲ့ဒါလေးနဲ့ဆိုတော်တော်လေးကိုမိုက်သွားမယ်ပေါ့နော်ဆိုတော့နောက်ဆိုကားတိတ်ပြီးတော့ရုပ်လုံးမပေါ်ဆိုဖြစ်တယ်အဲ့တော့ကားလေးပေါက်ဖို့လိုတယ်လက်စကောဗျဘလို့ပဲဖြစ်ဖြစ်ကားကတော့ပေါက်ကိုပေါက်မှရမှာကားတော့ပေါက်မှရမှာဗျပေါက်တဲ့ခါမှာလည်းအပြောင်လေးပေါက်ဖို့လိုတယ်ဗျအလုံးမှာကွိုင်နေရွက်ပေးနေတယ်ကတော့ဆဲလိုက်လို့လားဟုတ်လားအေးပေးလိုက်ပါအောင်ကွိုင်လေးအဝါအောင်လေးမအဓိကကွိုင်အဝါလေးတွေပဲလိုတော့တာဗောနော်တခါကြရင်ကျွန်တော်မလိုချင်တဲ့စိတ်ထားတယ်ကြာရင်မပေးနဲ့မယူတော့အဝါလေးတွေပဲကြာအဝါအောင်အပြားလေးပဲဒီအဝါလေးတွေပဲဟုတ်တယ်ဗျာအဝါလေးတွေပဲရင်ခေါင်းကမကောင်းတော့နော်အခုနောက်ပိုင်းရင်ခေါင်းကလုံးဝမကောင်းတော့ဘူးဗျအေးအဝိုင်းလေးတွေပဲမလေးပျော်လိုက်တာဩစိန်ပန်းလေးတောင်ပါသေးတယ်ကားနဲ့စိန်နဲ့ဆိုစိန်ကပို့ပြီးတန်ဖို့ရှိတယ်ဒီမှာဆိုဘယ်နှလုံးလဲ9လုံးတော့ဗျအလုံးကြီးတစ်လုံးလောက်ပါသေးတယ်မဆိုးဘူးဗျဒါပေမဲ့အခုလောတယ်ဂိမ်းထဲမှာကားပို့ပြီးတန်ဖို့ရှိဟေးစကလက်တူတူပဲဗျ
Okay တန်းတော့တဲ့ကန်ဆယ်တဲ့နှိပ်လိုက်တဲ့တန်းတော့ကန်ဆယ်လိုက်နှိပ်လိုက်တဲ့ကန်ဆယ်လိုက်10ခါတော့လုပ်ပြီးဖောက်တဲ့ Okay တစ်ခါနှစ်ခါသုံးခါလေးခါငါးခါ6ခါ9ခါ10ခါ9ခါ10ခါကြည့်လိုက်ဟုတ်တယ် brother အဲ့လိုဖောက်မှာ bro တခွိုင်နေကြီးပဲကြာတာစောင့်မြင်ကပုံမှန်နေလားမသိဘူးပတ်ကြည့်ရအော်တော်သေးတာဟုတ်တယ် bro ပြောနိုင်ဖောက်လိုက်တာ bro ဟိုမှာတကွိုင်နေကြီးပဲ Okay ကဲနောက်တစ်ခါတော့ယုံကြည်မှုနဲ့လုပ်ကြည့်မယ်1 2 3 4 5ပုံဒါဘယ်လောက်လဲ5ပေါ့နော်6 9 10 10လက်ကြီးခံနေလို့လားမသိဘူးဒီအောင်ကအပြာလေးတော့ရတယ်ဆေးဘူးတော့မရဘူးလို့ဂျင်းတာကြီးကလည်းတောင်းတန်းဂျင်းပါကွာယူရချစ်လာတာချစ်တာရော brother ရဲ့ချစ်တာရောကလမတူယူရအရန်ချစ်တာ bro တကယ်ပြောတာစကေးပြီးသွားပြီကောက်မပေးတာတေးချမရေရတယ်ဒီလိုနေရသေးတာတဲ့အိုးမပေါက်ဘူး8100လောက်ထပ်ထည့်လိုက်အောင်မယ်အော်ခုတော့ဘာပြောမလဲယူစီကတော့16000ပဲလို့တော့ပြောထားတာပဲဗျဒါပေမဲ့8100ကတော့ထပ်ထည့်ရပြီဗျနော်8100ကတော့ထပ်ထည့်ရပြီဗျအိုးအုတ်ထုတ်လေးဗျဟုတ်တယ်ဗျဟုတ်တယ်ဗျဟုတ်တယ်ကွိုင်လေးတွေ1000ကျော်သွားပြီ1000ကျော်သွားပြီငါဘယ်လောက်လိုလာလဲဆိုတော့ငါဒီကားစကင်နဲ့ဒီကောင်နဲ့ကျွန်တော်ပြောရဗျာစေဘူးက3မှုလိုတယ်ဗျာ240ဆိုတော့8100ထပ်ထဲမှရမှာမရဘူးအခြေအနေကခွေးဖြစ်နေအပြာရောင်လဲ please no အားလုံးပဲတာတို့ခေါ်လိုက်ကြရအောင်ဗျာလို့နော်လိုက်ကြော်ကြည့်ပြီးွားပေါက်သွားတယ်တဲ့ချီလာ brother ချီလာကားပေါက်ရင်ဖင်ခံမယ်တဲ့ bro ထက်လင်းနာမည်မှတ်မိတယ်နော်ဆက်တပုံရိုက်ထားဖန်တွေကိုအဝါပေးမှပေါက်မှာထူးပါဘူးတဲ့အဘွားပေါက်ယူစီထည့်လိုက်အောင်နော်ခရိုင်းဆောက်လိုက်အောင်ဗျာခရိုင်းဆောက်လိုက်အောင်နော်ရေစက်ချလို့ပြီးပါပြီကဲ UC လေးကိုခဏဆောက်လိုက်မယ်ဗျာနော်8100ကြောက်အဲ့ကခေါင်းနေရတော့အမြဲပေါက်တယ်နော်ဘာစကင်ဖောက်ခေါင်းကတော့ပေါက်တယ်နော်အေးပါ
ဘို့ကျွန်တော်သိပြီဗျအဲ့ဂျိုရူကဟိုမှာကွန်မန့်ဟိုမှာကျွန်တော်သိပြီဂျိုရူတွေဘာလို့အရန်ပေါက်နေလဲဆိုတော့ဟိုမှာလာရေးနေအမိုက်ကိုလည်းပတ်စံပေးဝယ်ရလာဆိုအကောင်ဖင်ထဲထည့်ပေးဖို့ထင်တယ်နွားလေးလောင်းနေတယ်နော်ကပ်ပေါ့ဖင်ခံမယ်တဲ့ကြိုက်တယ်ဘို့အဲ့လိုမျိုးကြိုက်တာဗျဇန်ဟုတ်လားတကယ် flag ရေးတဲ့ဂျင်းလာမဟုတ်ကန်ဆယ်10ချိန်နှိပ်လိုက်တယ်10ကနှိပ်စကစ်ကိုအမှန်ချစ်ထားတယ်โอเค1 2 3 4 5 6 8 9 10ဆေးဘူးလေးတဘူးလောက်ပေါက်ရင်လည်းကျွန်တော်ဒီချိန်မှာစိတ်ချမ်းသာပါမဟုတ်ဗျာကျွန်တော်တကယ်ပြောတာပါကျွန်တော်ကြံလဲ2400နဲ့ကျွန်တော်ဆေးဘူးလေးပေါက်ရင်တော့မှကျွန်တော်ပတ်ကြီးကိုစိတ်မဆိုးတော့ပါဘူးဗျာတကယ်ပါကျွန်တော်ဆေးဘူးလေးလောက်ပေါက်ရင်ကျွန်တော်တကယ်ကျေးဇူးတင်ပြီဘာလို့လဲဆိုတော့ကျွန်တော်ဆေးဘူးဝယ်ဖို့ပတ်စံမှာမလောက်တော့လို့ပါဗျာ240လိုနေလို့ဒီဆေးဘူးလေးတဘူးလောက်ပေါက်ပါဗျာနော်ဒါမှမဟုတ်ဒီကားလေးတဘူးကြီးပေါက်နော်ဒီကားလေးပေါက်ရင်လည်းပေါက်ဒါမှမဟုတ်ဆေးဘူးလေးပေါက်ပါဗျာကျန်တာတွေမပေါက်နဲ့ရတယ်စိတ်မဆိုးဘူးဗျာနော်ဆေးဘူးလေးနဲ့ကားလေးပဲကျွန်တော်မျော်လင့်တော့ဘာမှဆေးဘူးလေးတဘူးလောက်ပေါက်ရင်ကျွန်တော်အိုက်ကားစီးလို့ရပြီနော်ဟုတ်တယ်ဆေးဘူးလေးပဲကဲအားလုံးပဲကျွန်တော်ဆေးဘူးလေးပဲပေါ့ဗျာနော်ဖင်မာလေးသွေးကွက်တယ်ဆိုဆေးထဲမှရမယ်အဲ့တော့ဆေးဘူးလေးထဲမှရမယ်ဆေးဘူးလေးပေါက်မှရTecnologiaအားလုံးပေါ့မှားတာရှိလဲဝင်တာမလိပါငါပို့တင်တဲ့အခါမှာမပေါက်ပါစေနဲ့စူမတောင်းကြပါနဲ့နောက်ခါနော်ဆေးဘူးလောက်တော့ပေါက်တင်တယ်ကွာစက်က10ကလောက်ရှိပြီဗျရှင်းလားလှတာဗျာလှလိုက်တာဗောလားငါလေးတယ်1080 okay စကစ်ကြည့်လိုက်မျိုးမရှိနဲ့ကျွန်တော်အဘွားပင်ပေါက်တယ်တဲ့အားလုံးပေါ့အဘွားစောဝမ်းများတယ်နော်တော်တော်များတာဗျတော်တော်များတာဗျဟမ်တော်တော်များတာဗျခေါက်ပဲချန်တော့တယ်1 second လို့ရတဲ့ TV တွေတိမ့်မဲ့တဲ့ flag ကြီးတယ်ဘာကြီးလဲနားမလဲနားမလဲလီကွာ3ကတန်လောက်တန်နေတယ်ကတော့မကောက်တဲ့အဲ့လိုမျိုးများဆို3ကတန်လိုမျိုးပဲပေးလိုက်ပါလားဟုတ်လားကျွန်တော်ပြောတာမမဟုတ်တယ်မဲမပေါက်ဘူးဗျသူကလေနောက်ဆုံးလေးတစ်ခေါက်လေး please oh shit
ပေါက်ဘူးဗျာငါလက်ခွမ်းမှာဝယ်ရမှာကြီးကစောက်တာမကြဘူးလေကွာ240ကွာ3ဘူးတော့ဝယ်ရမှာလို့မိုင်းလိုက်တာကွာငါမှဒီဖင်လေးတော့မတက်နိုင်ဘူးကျန်ဒီကားကိုဟာလှတယ်လေဒါလေးက1800ဆိုလည်းနဲ့လိုသေးတယ်ဗျနောက်ထပ်4000လောက်ထဲမှရမှာငါလည်းကို UC 3000ဆို3ကတ်တန်နဲ့ညီမျှနေဖိချတာလေကြည့်ကြချဘုမပတ်ကြီးစောက်တာတိတ်မကြဘူးအဲ့လောက်ကြီးကြတော့1480ဆိုမရဘူးလို့ကိုကြီးညီလေးကလိုချင်တာရှိသေးတယ်လီကွာ160လောက်လိုသေးတယ်4000လောက်မဟုတ်3000လောက်ထထမှရအဲ့ရှိတဲ့ UC နဲ့ထပ်ဖောက်မယ်လီပေါက်တော့လေတစ်စက္ကန့်ပဲနော်အဲ့ဆိုရင်တော့ကျွန်တော်တို့ကားလေးကိုလဲလို့ရပြီပဲဖြစ်ပါတယ်အခုလိုက်ရှိဖောက်လိုက်တာ UC 3000ပတ်ဝန်းကျင်လောက်တော့ကျရတယ်ဗျာနော်ကဲ UC 3000ပတ်ဝန်းကျင်လောက်ကျတယ်ဆိုတဲ့အနေအထားတစ်ခုမှာ flat bar တွေရလိုက်လေပေါ့ဗျာနော်flat bar တွေရလိုက်လေပေါ့ဗျာကဲအဲ့တော့ကျွန်တော်တို့ယူမဲ့ကဒါ4ယောက်စီးကား4ယောက်စီးကားရဲ့ဒါကျွန်တော်တို့သေးဘူး3ဘူးနဲ့လဲလိုက်ရင်ထွက်လာမယ်ပုံစံပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့လောက်ထိ4ယောက်စီးကားကိုတိတ်မကြိုက်ဘူး brother ကိုလည်းအမြင်ပဲကျွန်တော်ဒီ2ယောက်စီးကားလေးကတော်တော်လေးကိုလမ်းတယ်ဆိုတဲ့ feeling ရတယ်เนาะဆိုတော့လမ်းတယ်အဲ့ဒါတဲ့ကျွန်တော်ထည့်ပေးတာတဲ့ bro အောင်ရဲကို bro thank you so much ပါ brother ကြီးကျေးဇူးတင်ပါတယ်ကို thank you ပါကိုကြီးကောင်းရဲကိုကျွန်တော်လည်းဒီဘက်မှာတက်တက်ထည့်တာမဟုတ်ဘူးတော့ထင်တယ်ဗျကျွန်တော်ထည့်တာပမာဏမဟုတ်ဘူးတော့ထင်တယ်ကို thank you ပါကိုကျွန်တော်လည်းမေးဖို့ဘယ်သူထည့်ပေးလိုက်လဲလို့bro ကျေးဇူးပါ bro နဲ့ကျွန်တော်လည်းကန်ဆက်တယ် brother ကျွန်တော်မကြခင်မှာ bro P90 စကင်နဲ့ N24 စကင်ထွက်ဖို့ရှိတယ်အဲ့ကြရင်ကျွန်တော် bro ကိုဆက်သွယ်လိုက်မယ်ကျွန်တော်အဲ့ကြရင်အခုလိုပဲ600လောက်ဖြစ်60လောက်ဖြစ်ကန်ဆက်အောင်ထည့်ပေးပါနော် bro ကျွန်တော်ပြီးမှ bro ကေဗီနဲ့ပြန် bro thank you ပါ bro ကျေးဇူးအများကြီးတင်ပါတယ် brother ကြီးကျွန်တော်အဲ့တော့ဖူးစာ brother နောက်လည်းအဲ့လိုများများလေး support ပေး bro နော် bro ကျေးဇူးပါ bro စီးပွားရေးတွေအများကြီးမဟုတ်ကျွန်တော်တယောက်တည်းဆူတောင်းပေးလိုက်ရင်တမျိုးထိန်သွားလဲအဲ့တော့ကျွန်တော် live stream ကို Facebook YouTube TikTok ကနေကြည့်ပေးနေကြတဲ့တယောက်ချင်းစီအားလုံးပဲကျွန်တော်စီးပွားရေးတွေအများကြီးအဆင်ပြေပြီးတော့ဝင်ငွေတွေအများကြီးရကြပါစေเนาะပတ်စံတွေအများကြီးဝင်ပါစေဗျာเนาะဆိုတော့ GT ပေါက်ကျွန်တော်တို့နောက်ဘဝကြိုင်လည်းနိဗ္ဗာန်ကိုရောက်ပါစေเนาะအခုဘဝမှာတော့စော်ကြည့်ပြီးတော့ T ပဲပေါက်ပါစေဗျာကဲ UC အကူကျွန်တော် YouTube မှာဆိုပင် comment ပေးထားပါတယ်အဲ့ကနေဆက်သွယ်ပြီးဝင်လို့ရပါတယ်ကျွန်တော်တို့ UR ကျွန်တော် flap page နဲ့ FOG flap YouTube channel မှာပေးထားတဲ့ပင် comment ကကျွန်တော်ရဲ့ Telegram channel ပါအဲ့ Telegram channel လေးကတော့ဒါ broadcast channel လို့ထောင်ထားတာပေါ့နော် UC တွေ diamond တွေဝယ်လို့ရတဲ့အပြင်ကျွန်တော် announcement ပို့တွေပါလုပ်ပါတယ်မ join ရသေး join ထားလို့ရပါတယ်ကဲအဲ့တော့ကျွန်တော်အခုလက်ရှိဒါကျွန်တော် UC 3000လောက်သွားကြတယ်ပေါ့နော်3000ပုံဝင်ချင်းလောက်နဲ့ဖောက်လိုက်တာကျွန်တော် coin 1662ရတယ်ဆေးဘူးတဘူးရတယ်ဆိုတော့အဲ့တော့ကျွန်တော်တို့လိုချင်တဲ့အဓိက target ဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီကားတော့ရပြီပေါ့နော်ကျွန်တော်ပထမဒီလိုမျိုး lucky spin မဖောက်ဘူးတဲ့အတွက်မှန်တိုင်းပြောရနော် lucky spin မဖောက်ဘူးတဲ့အတွက်ကျွန်တော်2သီးလုံးရမယ်လို့ထင်ထားတာပေါ့နော်အခုတော့ရလိုက်ပါတယ်မျက်ရည်နေတဲ့မျက်ခွက်နဲ့နောင်ဓာတ်တွေနဲ့အတူကျွန်တော်တစည်းပဲရလိုက်တယ်ပေါ့ဗျာနော်အဲ့တော့အဲ့တစည်းကပေါက်တာမဟုတ်ပါဘူးလဲရတာပါဗျာနော်ကဲတော့လဲကြမယ်ဗျာမှားပြီးမလဲမိဖို့လည်းလိုတယ်ပေါ့နော်အဲ့တော့ဒီကောင်ကကျွန်တော်တို့920ဒီကောင်ယူရမယ်နော် let's go oh my god အဲ့လိုမျိုးပေါက်ချင်တာဗျနော်လှတယ်ဗျာကားလေးကတော့တကယ်ကိုမိုက်တယ်ဗျနော် Chevy 427 Cobra okay Cobra okay ဗျာ blue white okay quality ဗျ quality လှတာဗျာပြီးရင်ကျွန်တော်တို့ဒီအနောက်ကကျွန်တော်တို့ဟမ်ငါမှရှိတယ်လေကားရှိတယ်ဘာလို့ဝယ်လို့မရလဲအော်ဒီကလဲပြီးမှဝယ်လို့ရမှာလေရဈေးလာကိုင်းနေတာတွေ့မယ်မင်းနဲ့ငါသေးဘူးနှစ်ဘူးအဲ့လိုလေပေါက်ချင်တာမပေါက်ဘူးဗျနော်ကဲ
ပြီးရင်ကျွန်တော်ဒါလေးယူမယ်ဟုတ်တယ်နော်ဟုတ်တယ်နော်ဟုတ်တယ်နော်ကျွန်တော်တို့ကျုံလိုက်ကြရအောင်လှရကွာအမြင်လေးနဲ့တွေလှလိုက်တာပြီးရင်ကျွန်တော်ဒါလေးယူမယ်โอเคဒါကိုဘယ်နားမှာသွားထည့်ရမှာလဲကဲအဲ့တော့ကျွန်တော်တို့သွားပြီးတော့စမ်းပြီးတော့မောင်းကြည့်ကြမယ်โอเคခိုင်းတော့ဒီထဲမှာအဲ့ဖင်တိုင်ကဘယ်ကထည့်ရမှာလဲ please ဖင်တိုင်ဘယ်ကနေထည့်ရမှာလဲဖင်အတိုင်ကဘယ်နားသွားထည့်ရမှာလဲလောက်ကြပါဦးဟိုကားဖင်အတိုင်ဘယ်ကနေသွားထည့်ရမှာမဟုတ်လေဟိုကားဖင်တိုင်ဘယ်နားသွားထည့်ရမှာဒီကားဖေးတိုင်းကဘယ်နာသွားထည့်ရမှာ workshop ထဲမှာလားဩတိတယ် bro တိတယ်တမင်ကပြောတာမတိကြဟန်ဆောင် workshop ဘယ်နာမှာဒီထဲမှာဟုတ်ပါဩဒီမှာဟုတ်တယ်တွေ့ပြီကျွန်တော်တိတယ် bro ရှောက်ပြောနေမတိကြဟန်ဆောင်ဒူပဲဟာယောဟာဒါလေးလဲလှတယ်ဟောသူကနှစ်မျိုးလုံးထည့်လို့မရဘူးလားတစ်မျိုးပဲရလားရတယ်ဟိုကောင်180လိုသေးတယ်180ဆိုတော့ဆက်ပြီးသွားကြုံသွားရမယ်ကျုံးလိုက်အောင်မယ်နော် let's go ပါ okay 199ရပြီဒီကောင်းလေးနော်okay လှဝိုင်းဟာအတက်မဲကြီးတော့3ကတိုင်တော့အဲ့လောက်မရင်ခေါ်အောင်လက်ခွတော့ဒီ3ကတိုင်ဖြုတ်တော့ငဘောတော့ကဒီ3ကတိုင်ပို့ပြီးသေးကြည့်နေတယ်အဲ့က3ကတိုင်ဖြုတ်မယ်မတ်တစ်လောက်တော့ပြောင်းသင့်ပါတယ်ကွာငါလက်ခွโอเคဒီမှာဒီကားထားဒီမှာကျွန်တော်တို့ဒီအစိမ်းအောင်လေးသွားမယ်ဒီမှာအပြောင်လေးသွားမယ်ဟာလှသွားပြီဟုတ်ပါโอเคကဲကျွန်တော် training တဲ့သွားပြီးတော့မောင်းကြည့်လိုက်ကြအောင်ဗျာကဲ YouTube က view က1900လုံးရောကျွန်တော်တို့ Facebook က view က 2.3k လုံးရောပဲမင်္ဂလာပါ YouTube အကိုတွေမအနေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လေးမလုပ်ကြသေး subscribe လေးလုပ်ပေးကြပါဦးခင်ဗျာကျွန်တော် YouTube မှာ subscriber 3သိန်းပြည့်တော့မှာမဟုတ်လို့ကျွန်တော် subscribe လေးမလုပ်ကြသေး subscribe လေးလုပ်သွားပေးကြပါဦးเนาะ TikTok က brother တွေရော subscribe လေးမလုပ်ကြသေး subscribe လေးလုပ်သွားပေးလို့ရပါတယ် brother အနေနဲ့လည်းဒါ Facebook အကိုတွေမတွေအနေနဲ့လည်း UC တွေ diamond တွေလိုအပ်ခဲ့တယ်ဆိုရင်ဒါ Facebook မှာဆိုကျွန်တော် live stream လွှင့်တဲ့ page တွေဖြစ်တဲ့ flat page FOG flat page တွေကနေဝယ်လို့ရတယ်လို့ YouTube အကိုတွေမတွေအနေနဲ့လည်းကျွန်တော်ပင်ကုန်းမှာပေးထားတဲ့ flat for flat Telegram channel ကနေဝယ်လို့ရပါတယ်ကြည့်မယ် let's go graphic ပြောင်းကြည့်အဲ့ဒီအတွင်းကန်းလေးကိုစိုက်ရောမိုက်တယ်ဘယ်လိုမမိုက်တာလဲတော်တော်လေးကိုမိုက်တာ bro ဒါ
ဘယ်မမိုက်တာလဲဘရိုဒါတော်လေးကိုမိုက်တာဘာလို့မိုက်လဲပြောရင်ကျွန်တော်ပုံမှန်ကျွန်တော်တို့ဒီပေါ့နော်ကျွန်တော်ပုံမှန်ပြိုင်ကားမောင်းနေပေါ့နော် feeling နဲ့အများကြီးကွဲသွားတယ်သိလားကျွန်တော်ပုံမှန်ကားပြိုင်ကားရဆိုဗျာသိလားအဲ့လို feeling မဟုတ်ဗျာသူကဘယ်လိုပြောရမလဲကျွန်တော်တို့ကတော့တော်တော်ကြိုက်တယ်ရှယ်ကြီးတယ်ဟုတ်တယ်ဘရိုကျွန်တော်တို့ကတော့တော်တော်ကြီးကိုမိုက်တယ်ဘလို့ပဲကြည့်ကြည့်ပြသိလားဒီမှာကြည့်ပြပုံမှန်ပြိုင်ကားရဆိုဒါပေါ့နော်သူ့ရဲ့လုံးဝကျွန်တော်တို့ကြိုက်တယ်လုံးဝဒါ classic မှုလေဟမ်အဲ့တော့ပြောတာလုံးဝကျွန်တော်တို့ပြိုင်ကားရနေလုံးဝကွဲသွားပြီးတော့စီးရတဲ့ feel ကအပြားနဲ့တူတူပဲဗျကျွန်တော်အိမ်မှာ10စီးလောက်ရှိတယ်ဒါမျိုးကတကယ်ပြောတာ bro ကျွန်တော်လိန်ပြောရင်ဒီထက်ပိုပြီးရုပ်ချောပါသေးဗျာသိလားတကယ်ပြောတာ bro နောက်ကားမိုးဖွင့်လို့ရရင်တော့ပုံမိုက်မယ်နော်အမိုးကဖွင့်လို့ရရင်ပုံမိုက်သွားမှာတဲ့ဟုတ်တယ်အဲ့ဒါတော့ကျွန်တော်လည်းလက်ခံဟမ်အမိုးကဖွင့်လို့ရရင်တော့ပုံမိုက်သွားမှာဗျစီကုံတော့မယ်တဲ့ကျွန်တော်စီဘူးဆောင်လာတယ်ခုနလေးလည်းတိုက်ဆိုင်ကျွန်တော်စီဘူးတွေပေးသွားတယ်ခွဲကြည့်အောင်အဲ့ရောက်တကယ်မိုက်